ကဘာတဝမ်းကစိတ်ဝင်တစားစောင့်ကြည့်နေရတဲ့နောက်ဆုံးရနိုင်ငံတကာသတင်းထူးနဲ့အတူကျွန်တော်တို့ရဲ့အထူးသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။အခုရက်ပိုင်းအတွင်းလူမှုကွန်ရက်စာမျက်နှာတွေနဲ့သတင်းမီဒီယာတွေမှာအတော်လေးရေပန်းစားနေပြီးလူအများစိုးရိမ်တကြီးမေးမြန်းနေကြတဲ့မိကွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Hunter virus ဟာ COVID-19 ထက်ပိုပြီးဆိုးရွားလာနိုင်သလားဆိုတဲ့မိကွန်းပဲဖြစ်ပါတယ်။ဒီမိကွန်းရဲ့အဖြေကတော့ရှင်းပါတယ်။ပိုမဆိုးလာနိုင်ပါဘူး။ဒါဟာနောက်ထပ် COVID-19 လိုမျိုးကမ္ဘာကပ်ရောဂါအတွင်းရင်းမြန်စွာကူးစက်ပြန့်ပွားမဲ့ virus မျိုးမဟုတ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ကျွမ်းကျင်ပညာရှင်တွေကအခိုင်အမာအတည်ပြုပြောကြားထားပါတယ်။လွန်ခဲ့တဲ့24နာရီအတွင်းဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကိုအသေးစိတ်ကြည့်ရအောင်ပါ။လက်ရှိမှာတော့တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းခုတ်မောင်းနေတဲ့နယ်သာလန်အလံလွှင့်အပျော်စီးသင်္ဘော MV Hondias ပေါ်မှာ Hunter virus ကူးစက်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့်ကမ္ဘာတဝန်းကကျန်းမာရေးအာဏာပိုင်တွေကအထူးစောင့်ကြည့်စစ်ဆေးနေကြပါတယ်။မေလ9ရက်နေ့ကရရှိထားတဲ့သတင်းအချက်အလက်တွေအရဒီသင်္ဘောပေါ်မှာ Hunter virus ကူးစက်ခံရသူနဲ့တန်တရားရှိသူစုစုပေါင်း8ဦးထိရှိနေပြီး၎င်းတို့နဲ့3ဦးကတော့စိတ်မကောင်းစွာနဲ့ပဲအသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီအခြေအနေဟာတကယ့်ကိုအရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်တာကြောင့်ကူးစက်ခံထားရတဲ့ခရီးသည်3ဦးကိုဆေးကုသမှုခံယူနိုင်ဖို့အတွက်သင်္ဘောပေါ်ကနေအရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။လက်ရှိမှာတော့ဆွစ်ဇာလန်နိုင်ငံသားတဦးဟာဇူရစ်မြို့မှာဆေးကုသမှုခံယူနေတယ်လို့တောင်အာဖရိကနဲ့နယ်သာလန်နိုင်ငံတွေကိုလည်းလူနာအချို့ကိုရွှေ့ပြောင်းကုသပေးနေပါတယ်။အခုလိုသင်္ဘောပေါ်မှာကူးစက်နေတဲ့ virus အမျိုးအစားဟာတောင်အမေရိကမှာတွေ့ရလိမ့်ရှိတဲ့ Indies virus အမျိုးအစားဖြစ်ပါတယ်။ဒီ virus ဟာ Hunter virus မိသားစုဝင်တွေထဲမှာလူအချင်းချင်းကူးစက်နိုင်စွမ်းရှိတဲ့တစ်ခုတည်းသောအမျိုးအစားဖြစ်နေတာကြောင့်အားလုံးကအထူးသတိထားပြီးစောင့်ကြည့်နေရတာလည်းဖြစ်ပါတယ်။ဒါဆိုရင်လူအများစိုးရိမ်နေကြသလိုဒီ virus က COVID-19 ထက်ဘာကြောင့်မဆိုးရွားနိုင်တာလဲဆိုတဲ့အချက်ကိုပညာရှင်တွေရဲ့သုံးသပ်ချက်တွေနဲ့အတူဆက်ပြီးတင်ပြပေးပါမယ်။မေလ9ရက်နေ့ကသိပ္ပံမီဒီယာစင်တာကနေတဆင့်နိုင်ငံတကာ virus ပညာရှင်တွေနဲ့ WHO ကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဒီ virus ရဲ့ကူးစက်ပုံဟာ COVID-19 နဲ့လုံးဝကိုကွာခြားပါတယ်။ COVID-19 ဟာလေထဲကနေတဆင့်အလွန်လျင်မြန်စွာကူးစက်တတ်ပေမဲ့အခုတွေ့ရှိရတဲ့ Indies Hunter virus ကတော့လေထဲကနေလွယ်လွယ်ကူကူကူးစက်လေမရှိပါဘူး။အဓိကအားဖြင့်ယောဂပိုးရှိတဲ့ကြွက်တွေရဲ့စီးနဲ့မစင်တွေကနေတဆင့်သာကူးစက်တာဖြစ်ပါတယ်။လူတဦးနဲ့တဦးကူးစက်ဖို့ဆိုရင်လည်းအလွန်နီးကပ်စွာနဲ့အချိန်ကြာမြင့်စွာထိတွေ့မှုရှိမှသာရှားရှားပါးပါးကူးစက်နိုင်ခြေရှိပါတာ။ကုလသမဂ္ဂသတင်းဌာနရဲ့ကြီးညာချက်မှာလည်းဒီယောဂဟာနောက်ထပ်ကိုဗစ်မဟုတ်ကြောင်းတိတိကျကျဖော်ပြထားပါတယ်။အပျော်စီးသင်းဘောပေါ်မှာကူးစက်မှုဖြစ်ပေါ်ရတာဟာသင်းဘောပေါ်ကဲ့သို့လူနေထူထပ်ကြက်တဲပြီးနီးကပ်တဲ့အခြေအနေမျိုးမှာသာကူးစက်သွားတာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်ကလည်းလက်ရှိအခြေအနေမှာအများပြည်သူအတွက်ကျန်းမာရေးအန္တရာယ်ဟာအလွန်နီးပါးတဲ့အဆင့်မှာပဲရှိနေသေးတယ်လို့အတည်ပြုပြောကြားထားပါတယ်။လက်ရှိမှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO, American CDC, ပြင်သစ်နဲ့ဥရောပနိုင်ငံတွေအပါအဝင်အခြားသောကျန်းမာရေးအဖွဲ့အစည်းတွေဟာအဆိုပါသင်္ဘောပေါ်ကနေဧပြီလကုန်ပိုင်းကဆင်းသွားခဲ့တဲ့ခရီးသည်တွေကိုခြေရာခံစစ်ဆေးတာတွေလှုပ်ဆောင်နေပါတယ်။ဒါအပြင်တီးတန့်ခွဲခြားစောင့်ကြည့်တာတွေကိုလည်းအပြည့်အဝလှုပ်ဆောင်နေတာကြောင့်အခြားလူထုထံကိုကူးစက်ပြန့်နှံ့မှုမရှိစေဖို့အတွက်ထိရောက်စွာထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့အပျော်စီးသင်္ဘောပေါ်မှာကူးစက်မှုအချို့ရှိနေပြီမဲ့ Hunter virus ဟာလွယ်ကူလျင်မြန်စွာကူးစက်နိုင်တဲ့သဘောတဘာဝမရှိတဲ့အတွက် COVID-19 လိုမျိုးကမ္ဘာတဝန်းကူးစက်တဲ့အသွင်လုံးဝကိုပိုဆိုးလာမှာမဟုတ်ပါဘူး။မိဘပြည်သူများအနေနဲ့သတင်းအမှားတွေကိုမယုံကြည်ပဲကျန်းမာရေးအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေကိုသာစောင့်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့နောက်ဆုံးရသတင်းတွေကိုမျက်ခြေမပြတ်တင်ဆက်ပေးနေတဲ့ Vlad Daily ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်။